ဒီနေ့တော့ကျွန်တော်တို့မနေ့9နာရီထိုးပါတော့မယ်9နာရီခွဲပါတော့မယ်ဂျပန်ပြည်ကိုတော့ကြောက်မှာဖြစ်ပါတယ်ကတော့ဘူကျောင်းတန်လာရဘူကျောင်းတန်လမ်းပေါ်နေပဲကျွန်တော်အရင်ဆုံးတက်မယ်ဒီနေ့အမှတ်လေးလမ်းမပေါ်နေကျွန်တော်တို့ထွက်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ vlog လေးကိုသုံးနေကြည့်ပေးကြအောင်လည်းပြောလဲပါတယ်ခင်ဗျာရှင်းနာမှာရွှေတော်ပန်းညံရောက်ပါတော့မယ်ဟိုအနောက်မှာပါလာတဲ့အထုပ်က carrier ဘိန်းနဲ့ carrier ဘိန်းပေါ်မှာတင်လာတဲ့အထုပ်ကလည်းကျိုးချီရတစ်ပတ်ဆောင်းနေလို့တက်အောင်ပြန်ချီပြီးတော့ပြန်ထွက်မယ်ပေါ့နော်ပန်းညံမှာခဏဝင်ပြီးတော့ချီပါပဲ9နာရီခွဲနေပါပြီ6နာရီထိုးတော့ပဲ9နာရီခွဲကြော်သွားပြီပေါ့36ရှိနေပါပြီအဲ့တော့ကျွန်တော်အမှတ်လေးလမ်းမကိုတက်တဲ့လေးပဲသွားမယ်ပေါ့နော်ကျွန်တော်ဖေရောအဲ့ရနေကျွန်တော်တို့ဒီဘက်ဟိုထောက်ချက်ဘက်ကနေပြန်မပတ်တော့ဘူးပေါ့နော်ထောက်ချက်ဘက်ကနေမပတ်တော့ဘဲနဲ့အလေးလမ်းမတက်တဲ့သွားပြီးတော့သဲဖြူဆွဲရွာတွေရမှာငင်းနှစ်ယောက်လိုက်မယ်ပေါ့နော်သွားနေပြီးတော့ကျွန်တော်တို့အဲ့ရွာတွေကနေပဲလမ်းပြပြီးတော့ခေါ်ရအောင်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ရှူကြပါအောင်ရှေ့နားဆိုတာရုကန်ပေါ့နော်တာရုကန်ပေါ့နော်ကျွန်တော်တို့တာရုကန်ကြော်သွားတော့မယ်တာရုကန်ပေါ့ကျွန်တော်တို့လာရအောင်နော်မရောက်ဖြစ်တာတော့6လောက်9လောက်တော့ရှိပြီတာရုကန်တော့တော်တော်ကြော်လာပါပြီရှေ့ကိုလော်ကားအထိဆက်နေမယ်ပေါ့နော်ခုဆိုရင်တော့88ဂိတ်ဆုံးပေါ့နော်ကွန်ပျူတာတက်တူရှေ့ရောက်ပါပြီရန်ကုန်ကွန်ပျူတာတက်တူပေါ့နော်အဲ့ရှုကျွန်တော်ရောက်ပါပြီဆက်နေလိုက်ပါအောင်ခင်ဗျာဒီကျွန်တော်တို့ရှေ့မှာလော်ကားလမ်းတော့ရောက်ပြီပေါ့နော်ဒီမှာဆိုတော့ရွှေပြည်သာထွက်ပြီပေါ့နော်နောက်ကွန်းဆက်တာပါကြီးတမိုးလေးကသွားလိုက်ပါအောင်မယ်ကျွန်တော်တို့ဒီရွှေပြည်သာမြို့နယ်အထွက်မှာပေါ့နော်ဆိုင်းဘုတ်မှာကျွန်တော်ဓာတ်ပုံခဏရိုက်ပြီးတော့ခီးပြန်ဆက်ခဲ့ပါတယ်ပြီးပါပြီပြန်ထွက်ပါမယ်ဟုတ်ကြပါပါခင်ဗျာဖုန်းလေးပဲပြန်ထွက်လာရဖြစ်ပါတယ်တော့ကားကြော်လာပါပြီဒီရွှေပြည်သားတော့ထွက်သွားပြီပေါ့နော်မြို့ပြင်ရောက်နေပါပြီအားလုံးဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာအားရှိရောလေကောနဲ့ဆက်ရောက်နေပါရှိရောဟိုကြံခဲ့ပြီတဲဖြူရွာတဲဖြူကရှေ့နာတော့ရောက်ပါပြီတော်တော်လှပါတယ်လေကွင်းကြီးနဲ့ကျွန်တော်ပြခဏနေရောက်တော့မှာပေါ့ဟောတဲ့နိုင်ဝက်လောက်သွားရောက်ပါပြီအခုကျွန်တော်တို့တဲဖြူရောက်ပါပြီတော့တဲဖြူရောက်ပြီဆိုတော့ကျွန်တော်တို့တဲဖြူကနေဖြတ်မယ်ပေါ့နော်ရွာရောရွာရောက်ပါပြီ
တကယ်တယောက်ကိုကျွန်တော်ခေါ်မယ်ပေါ့နော်ခေါ်ပြီးတော့ကျွန်တော်ဖျားကိုဒီ debut ကိုရနေသွားပါမယ်ဒီ debut ရွာထဲမှာကျွန်တော်ရဲ့တကယ်ချင်းတယောက်ပေါ့နော်ကျွန်တော်တို့ကိုကျွန်တော်ဖျားကိုဒီရွာထဲကနေလမ်းပြပေးမယ်တကယ်တယောက်ကိုခေါ်ပြီးတော့ကျွန်တော်တို့ဆက်လက်ပြီးတော့သွားခဲ့ပါတယ်ဟိုလေးတော့ပေါ်တယ်ဘယ်လိုမှမတော်ခဏဆောက်နေမှာ2,000 years later ဟုတ်အခုလူဆောင်ပါပြီဒီရောက်ပေါ့နော်ကျွန်တော်ရောက်ကျွန်တော်ဆက်သွားပါမယ်ကျွန်တော်ဖျားကိုခီးဆက်နေရွေးဖြစ်ပါတယ်တဲပြီးရွာလေးအဲ့ဒီဖြတ်သွားအောင်နော်ကျွန်တော်သင်ခင်ချင်းလမ်းပြပေးရတဲ့ရောက်ဟာတော့စီရွာလေးကနေမှဖြတ်လိုက်ပါတယ်ကျွန်တော်ဘာသာကျွန်တော်ဆိုလို့ရှိရင်တော့ဟိုကမှော်ရွက်ကနေပြန်ပတ်ရမှာပေါ့နော်အခုကျွန်တော်တို့ဒီရွာဖျားကိုသွားခဲ့တဲ့ဒီရွာလမ်းလေးပေါ့နော်ဒီလမ်းလေးကတကယ်လဲမိုက်ပါတယ်ဘေးနားမှာတေးဝါးရီလေးနဲ့အေးချင်းချင်းလည်းရှိတယ်ကျွန်တော်သွားတာလဲတိတ်ပြီးတော့လည်းမပင်ပန်းဘူးပေါ့နော်ဒီနေလေကင်းကျွန်တော်တို့ပြန်လာတော့လဲနေအဲ့လောက်ကြီးမထိုးဘူးပေါ့နော်တကယ်မိုက်ပါတယ်လမ်းလေးကရွာလမ်းလေးပေါ့နော်လမ်းရှယ်ပဲနော်ရှယ်ပဲနော်ဒီတော့ဘာသာကြီးကျွေးဖို့တစ်ခါပြန်မဆင်းနိုင်ဘူးအစင်းရလွယ်ပါရောကဲအခုကျွန်တော်တို့ခဏအားနေပါတယ်ဘုံရောင်ချောင်းရှိပါဘယ်ဘုံရောင်လဲမသိဘူးစပိန်နေထိုးပြီးတော့နားဒီနေ့မှအေးစိမ့်သွားမယ်ရေအိုးကြီးအဲ့ဒါမှအမေးပါနေပါတယ်နော်ဟောပိုးနေဟေးပိုးမီတော့ကျွန်တော်ဖျားတယ်အခုစောင့်နေရဖြစ်ပါတယ်အဲ့တော့တကယ်မိုက်ပါတယ်ရှူခင်းရတယ်တကယ်ရှယ်ကြီးပဲမနက်ခင်း sunrise ကိုဒီကနေတက်မြင်နေရညာဘက်မှာတရားတင်ဆိုပတ်စစ်ဂျပန်နဲ့တိုက်ခဲ့နေပြီရတယ်တက်တယ်ပဲမလားဟိုညာဆိုင်ဝင်တော့ပဲနော်ဟုတ်ကဲ့ကားပဲဝင်ပြီးတယ်ဆက်ပြီးဆိုင်ပြီးဝင်ပြီးဟုတ်ကဲ့ကျွန်တော်စပိန်နေဆိုင်ကယ်တွေကအပေါ်က parking တီးတက်လို့မရဘူးပေါ့နော်အိမ်စီကိုင်းနေဖျားဘူးကားတွေပဲပေါ်က parking တီးတက်ခွင့်ပေးပါတယ်အဲ့တော့ကျွန်တော်စပိန်နေဆိုင်ကယ်တွေကအောက်ကရက်ဖို့အတွက်စီစဉ်ပေးထားတဲ့နေရာလေးတွေမှာထားခဲ့ရပါတယ်ကျွန်တော်အခုဖျားတွေဝင်ပါမယ်ဖျားဝင်ပါမယ်ဆိုတော့စပိန်နေထားခဲ့ရတယ်ပေါ့နော်ကဲရရောက်ပါပြီ
ဒါဖဲအများကြီးတော့ ဟိုမှာဓာတ်ကားပါခင်လေဆိုတော့ ကိုပဲမှာပေါ့ဒါမှအထဲဝင်ပတ်ဆိုင် ပေးရတယ်ပေးဖို့ဟိုမှာပါဂါဒန်ရှိတယ်ရတာ ဟိုဘက်မှာဟုတ်တယ်ကားလား ဖေရတဲ့ရောက်ချင်းပေါ့နော်ကျွန်တော်တို့မနက်စာဘာမှမစားသေးတဲ့အတွက်ကြောင့်မလို့ဒီဆိုင်မှာဝင်ပြီးတော့သမင်းကျော်အရင်စားခဲ့ပေါ့နော်သမင်းကျော်စားပြီးတော့မှကျွန်တော်တို့အထက်ကရှိတဲ့နေရာတွေကိုလှည့်ပတ်ပြီးတော့ကြည့်ရှုခဲ့ပါတယ်အခုကကျွန်တော်တို့စားလို့ပြီးသွားပါပြီအဲ့တော့ကျွန်တော်တို့အထက်မှာရှိတဲ့နေရာကိုလိုက်ပြီးတော့လေ့လာမှာဖြစ်ပါတယ် စိုက်ကဲမောင်းရှိတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့300တဆူတော်ဖျားတွေကိုတနေရာထဲမှာစူးစီးပြီးတော့ထားရှိတဲ့ဒီငားတဲ့ကျောင်းဆောင်ကြီးပေါ့နော်အဲ့ဒီကျောင်းဆောင်ကြီးတွေကိုကျွန်တော်တို့အရင်ဆုံးဝင်ရောက်ပြီးတော့လေ့လာခဲ့ပါတယ် ဘက်ဆောင်ဝင်သွားတယ်ပြုံးလေးတရောလား ချက်ရအောင်ဟိုမှာတော့ချက်လိုက်ပြီစပင်းကပြပြောင်းမယ်စပင်းကပြပြောင်းမယ်စပင်းကပြပြောင်းမယ်လို့ပြောင်းထုတ်လို့ရနေပြီးတော့ဒီတက်လာငါးစီစပင်းโอเคကျွန်တော်ဖျားရရောက်ပါပြီခုဥပမာလည်းဖျားရည်တဆူရှိတယ်နည်းနည်းရှိလာတယ်ရင်းတော့ဒါကြီးလူများတန်းစီရတယ်ပြန်တော့ထွက်လာပါပြီ။ထဲမှာဓာတ်ပုံရိုက်လို့မရလို့ပေါ့နော်။ဗီဒီယိုတော့မရိုက်ခဲ့ရပါဘူး။အားသွင်းပေးရ ဒီကတော့ဂါဒန်ရှိပါတော့ဂါဒန်ကိုကျွန်တော်သွားတယ်မှာဖြစ်ပါတယ်။ဒီလိုငါတဲ့ရှိရမနော်ပေါ့အဲ့ပုံကတက်တယ်ဟောတကယ်တော့အဲ့ကြီးပဲပြီးတော့အေးဒီတိုက်အဲ့ရထွက်လာပြီကားထဲအောင်သွားလဲမှာဖြစ်ပါတယ်ပေးရတာလေးလေးပြာဂါဒန်ဟိအဲ့ဒါယူစပိန်နဲ့တက်အောင်ကွာ အေးကွာစပိန်လေးနဲ့တော့မိုက်တယ် ဟုတ်တယ်စင်းရောတက်ပါမိုင်း ဆက်လက်ဆက်ပြီးတော့ဒါနဲ့ ဒီကစားကြဖို့ထွက်လာပြီ ဆက်လို့ ညဖိုက်ဖိုက်ရှိမှာဂါဒန်စပူဂါဒန် တော့မဘူးငန်းနေ တားလိုက်တာကွာငါငန်းယုံနေအောင်မကြည့်ဘူးတော့ငါဘဲနဲ့ပတ်သက်အကုန်ညွန့်လာတကယ်ပြောတာ ဥမာဝဲစပိုင်းကိုပဲယူ ဒီမှာ ထုံးနေတယ် ကဲ ငါးရှိ ရှိရပါ ရှိတယ် အိုးမှာငါးကြီး နက်လား ဟဲ့ဟိုဘက်ရင်သွားကြည့်အောင် အဲ့ဘက်မှာလေတပုံရဲလို့ရ နင်းသေးလားနင်းသေးပြီဟောအများကြီးပဲပေါ့မှာနင်းသေးပြီမိုက်တယ်ဘဲလေးစီးနေပါတယ်ဟဲ့ချစ်လို့တော့ဟုတ်ဟဲ့ဒီမိုင်းနော်ကိုစိုးကုန်မယ်နော်လိုက်ကဲနေနေရပါ ပဲ့တယ်ပဲ့တယ်ကပ်တယ်ချင်းချောင်း စပိန်နေလာလို့အပတ်ဖြစ်ချင်ပါဆိုတော့ထက်နေနေရဘဲလေးစီးပြီးတော့ကားထဲမှာတက်ပါမယ်ညမိုးကောင်းတော့ရောက်အေးဟုတ်
ဒီကွာနှစ်ခါလောက်ကူကအိမ်မှာပြမယ်တူဒီစီဝိုင်းစားစားနေ ရောနေမှာစီဝိုင်းကြောင်းဆွေးနွေးတယ်ပါ တော့ဘယ်လိုနေရမှာကွာလာပါကြီးအဒါရဲ့ရေးတဲ့ ရှိပါ တကောမှကြည့်လို့ ပကံဖျားရည်ဟိုပတ်စံတကယ်ပေါ့ည2000ကျတော့ငါ့ဘေကိုလိုက် ပြန်ထွက်ပါပြီဆိုတော့ကားတန်းလဲလဲပြီးတော့ပြီးသွားပြီပေါ့နော်ဒီမှာပကံဖျားရည်ငါစားတော့အလက်ကြီးတိတ်ပြီးတော့လက်ပြန်တော့မရှိဘူးဓာတ်ပုံရိုက်တယ်ကျန်တာလှည့်ပတ်ကြည့်ရပါညာတို့ဖျားထဲမှာဟိုတော့တဆူဖျားထဲမှာကျွန်တော်ကဓာတ်ပုံရိုက်လို့မရအောင်ရိုက်လို့မရတော့ဓာတ်ပုံမရိုက်သွားအောင်အများကြီးပဲနဲ့ဒီအပြင်မှာပဲကျွန်တော်တို့ဟောတယ်ကျွန်တော်တို့စပိန်နဲ့စီးရမယ်ဆိုတော့ရှင်းမိုက်ပေါ်မှာဂုံးကြီးပါကဲမိုက်ပါတက်လဲရှင်းဆင်းလဲရှင်း မဝဲမလားဝဲမယ်မင်းလည်းဝဲလို့ရတယ်နော်ဒီချီလေးဆိုင်ကဒီလေးကြီးဟုတ်ဘယ်ပြမတူရှင်းနေကောင်းတော့ ဟုတ် အားလုံးလက်တွေရ ပြန်ထွက်ပါပြီ မာယူခွဲရတယ်လက် မင်း မာမညာ ပေါ်ရအနက်ကအားလုံးပိုင်း အားတော့ကတည်းက ကျွန်တော်ပြန်ထွက်ပါပြီ တီးတော့ကန်တီးကျွန်တော်မသိဘူးကွာအဲ့ ဘောနောက်တယ်ဘောနောက် တိုင်တာစောင်းနေတကောင်းသား ပုံစံသိရတယ်ဖွင့်လဲနိုးတယ် ဟုတ်ပြန်ထွက်လာပါပြီ အဲ့ဒီတော့မနိုးတကားတွေရိုက် Let's go.ပြန်ထွက်လာပြီပေါ့နော်တဲဖြူကဘက်ကနေပဲပြန်သွားဖြစ်ပါလေတဲ့ပဲနော်တဲ့ပဲတော့ရွာလန်းလေးအတိုင်းပဲနေနေရပါတော့မိုက်ဒီဘက်လေးကအေးစင်းရပဲတေးဝါရိတ်နေဒီလေးရတယ်တဖြူဖြူတယ်အခုကျွန်တော်နေလာနေတော့ပူတယ်ဗျာနေတော့နေထူတယ်ဒါပေမဲ့အိမ်နေပူတာတခုပဲဆန္ဒအေးစေးပဲအေးရတယ်ဗျာဒီလေးတဖြူဖြူတယ်ဟိုလိုမျိုးရမ်းကြီးပူတယ်လည်းမပါဘူးတော့လမ်းမေးစားဘွားရောက်နေပါတယ်ဒီကလည်းကြောက်ကြီးပါဘိုးမလည်းလမ်းမကြီးပါ လောက်လဲလို့ ပြုံးနာမယ်ချင်းကြီးလေးပြုံးနာမယ်ကျွန်တော်ပြန်မလို့ခဏနားနေရပြီဖြစ်ပါအေးဒီပြောနေပြန်ထွက်ပြီပေါ့နော်ကျန်10နာရီ25ရှိပါပြီရွှေသားရဲ့ကျွန်တော်ပြန်ဝင်လာပြီပေါ့နော်ဒီကတော်တော်ပြင်းပါတက်ထိုးလာနေ